大姐，人家说这里可以挖血瓶吗？你说什么？我不知道啊。မောင်လေးအမလေးပမာစကားလေးပြန်ပေးပါလားတိတ်နားမလဲလို့ဒီမှာရေရင်တူးလို့ရလားတဲ့တဲ့ရမျိုးရက်ကွက်နေကောင်းကန်းအုပ်စုထဲကမြေကွက်ကိုမေးထားတာဆိုတော့ညီမရေတွင်းအတွက်ဆိုရင်တော့စိတ်ပူစရာမလိုပါဘူးเนาะကျမတို့ရဲ့မြေကွက်ဘေးနားမှာဆိုရင်ရေမြောင်းလေးထားပေးပါတယ်ရှင်ဒီရဲ့ရေမြောင်းဆိုရင်6ပေတဲ့နဲ့ကိုကရေထွက်နှုန်းတအားကောင်းပါတယ်ရှင်24ကွက်ရှိတဲ့ထဲမှာ10ကွက်ကျော်စိုးအောက်သွားပါပြီရှင်10ကွက်ကျန်တဲ့ထဲမှာကျမတို့ကခြံစည်းရိုးနဲ့တန်တကားပါပြီးသားပါရှင်တကွက်ကိုမှ450 500ကျော်အနေမှာဈေးနှုန်းအဆဆရှိပါတယ်ဒီရဲ့မြေကွက်အကျယ်ကတော့ပေ50 60ရှိပါတယ်ရှင်စိတ်ဝင်စားတယ်ဆိုရင်တော့ခဏခဏမှမိနေလေဟောအေးဟုတ်သားပဲအမမေ့နေတာချယ်ရီတို့ရဲ့မြေကွက်10ကွက်ထဲမှာကျိုင်းနဲ့တက်တဲ့အကွက်ဝယ်ယူအားပေးသူတိုင်းကိုညီမတို့က iPhone 16ကိုလက်ဆောင် promotion အနေနဲ့ထည့်ပေးပါတယ်ရှင်စိတ်ဝင်စားတယ်ဆိုရင်တော့ LMG မြေကွက်အကျိုးဆောင်ကိုဆက်သွယ်မေးမြန်းလာလို့ရပါတယ်ရှင်မင်္ဂလာပါ